Hello အားလုံးမင်္ဂလာပါ Create by EH ကနေပြီးအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရဗျဒီနေ့မှာ brother တို့ကိုကျွန်တော်ပြောပြပြီးမှာကတော့ကျွန်တော်ရဲ့ channel လေးအကြောင်းပါကျွန်တော်ရဲ့ channel လေးကတော့ဒီ brother တို့လူမီအခုလက်ရှိတလောပေါ့နော်လူတော်တော်အမေးများနေတဲ့မိကုန်းလေးတွေကိုကျွန်တော်အနေနဲ့ပေါ့ရွှေထုတ်ပြီးတော့ပေါ့နော်brother တို့သိချင်နေကြတဲ့အကြောင်းအရာလေးတွေကိုပြောပြရင်းနဲ့ကျွန်တော်ဒီ channel လေးပါတခါတည်းမိတ်ဆက်ပြီးတော့ကြီးညာပေးချင်တာပေါ့နော်အဲ့အတွက်ကြောင့်ဒီ video လေးကိုကျွန်တော်လုပ်လိုက်တာဖြစ်ပါတယ်ဗျ။ခင်ဗျားဆိုရှင်ပထမဦးဆုံးအနေနဲ့ပေါ့နော်။ဒီကျွန်တော်တို့ဒီ create by Asia practice channel ဆိုတာကြတော့ဘာ channel လဲလို့မြင်ကျွန်တော်ကိုရီးယားစာ channel ပါဗျ။ကျွန်တော်ကိုရီးယားစာ channel ဖြစ်ပေမဲ့လည်းကျွန်တော်တို့ကဒီကိုရီးယားစာပေါ့နော်ဒီ EBS topic နဲ့ပတ်သက်ပြီးတော့ဘယ်လိုကောင်းလဲဆိုတော့အခြေခံတွေကိုကျွန်တော်မသိဘူးကျွန်တော်ပေါင်းမတူလည်းမသိဘူးဗျ။ကျွန်တော်စာတင်တဲ့ channel မဟုတ်ဘူးဗျ။ကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်ဒီ channel ဟာဆိုလို့ရှိရင်ကျွန်တော်တို့မေခွန်းတွေကိုပေါ့နော်အဓိကအားဖြင့်မေခွန်းတွေကို train ပြီးလေ့ကျင့်ပေးတဲ့ channel တစ်ခုဖြစ်တယ်အဲ့အတွက်ကြောင့် brother တို့အနေနဲ့ကျွန်တော်တို့ဝင်မယ်ဆိုလို့ရှိရင်အရင်ဆုံးမေခွန်းတွေ့ကြုံရမယ်ပြီးရင်မေခွန်းတွေဖြစ်တတ်လာမယ်ပြီးလို့ရှိရင်မေခွန်းတွေနဲ့တရင်တင်းနီးဖြစ်သွားစေရမယ်ပေါ့နော်အဲ့လိုမျိုးကြီးရွေးချက်နဲ့ကျွန်တော်တို့အနေနဲ့ဒီ group ဒီ channel လေးကိုစထောင်ပြပြတာဖြစ်တယ်ဗျကဲအဲ့ဆိုရင်ကျွန်တော်ပထမဦးဆုံးမေခွန်းအနေနဲ့ပေါ့နော်ကျွန်တော်ဒီဘလိုလူတွေအတွက်လည်းပြီးတော့ဘလိုလူတွေဝင်သင့်လဲပေါ့နော်ကဲအဲ့ဆိုရင်ကျွန်တော်ဒီ channel လေးကိုEPS topic နဲ့ပတ်သက်ပြီးတော့ဗောနော် try နေတဲ့လူတွေကိုရီးယားကို E9 visa နဲ့အလုပ်သွားလုပ်မယ်ဆိုတဲ့ညီကိုမောင်နှမတွေအတွက်ကျွန်တော် channel လေးကတော်တော်လေးအသင့်တော်ဆုံးဖြစ်မယ်ဗျ။ဘာလို့လဲဆိုတော့ကျွန်တော် channel လေးထဲမှာဆိုလို့ရှိရင်ဒီအခုလူမျိုးပေါ့နော်ဒီကိုရီးယားနဲ့ပတ်သက်တဲ့ quiz တွေဒီမေးခွန်းတွေမေးခွန်းတွေအခုဥပမာဆိုလို့ရှိရင်နားလို့ရှိရင်အဲ့လိုမျိုးအခုလူမျိုးရှင်းပြတာတွေဒီမြန်မာဘာသာပြန်နေပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ဒီ meaning တွေအသေးစိတ်အစကျွန်တော်တို့အကုန်လုံးဘယ်လိုကောမလဲအသေးစိတ်ပေါ့နော်ရှင်းပြပေးတဲ့အရာတွေကိုကျွန်တော်တို့အနေနဲ့လုပ်ပေးပါတယ်ဗျဒီလိုမျိုးပေါ့နော်အခုဆိုလို့ရှိရင်ဒါတခုနဲ့အဲ့လိုမျိုးတချို့ meaning တွေဆိုလို့ရှိရင်စင်တူရိုးမ meaning တွေရှိတယ်အဲ့ meaning တွေအကုန်လုံးကိုကျွန်တော်အနေနဲ့အကုန်လုံးတေးသေးချာလေးရှင်းပြပြီးတော့ចောင်းသားတွေဒါမှမဟုတ်ညီကိုမောင်နှမတွေအကုန်လုံးနားလည်အောင်လုပ်ပေးထားတဲ့ channel လေးတစ်ခုဖြစ်တဲ့အတွက် brother တို့အနေနဲ့ဒီမိကုန်းတွေလေ့ကျင့်ချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့စာရေးတော်လေးပိုင်ချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီ meaning တွေတစ်လုံးနဲ့တစ်လုံးမသေးကွဲတာဖြစ်ဖြစ်ကျွန်တော်ဘာမဆိုပေါ့နော်မေးကြည့်လို့ရှိရင်ကျွန်တော် channel လေးကိုလာပြီးတော့ဝင်မေးလို့ရပါတယ်ခင်ဗျဟုတ်ပြီအဲ့ဆိုရှင်ကျွန်တော် channel ကဘာတွေလုပ်ပြီးလဲဘာတွေလုပ်ပေးလဲဆိုရင်ခုနတော်တော်များတော့ကျွန်တော်ကတော့ဒီမေခွန်းအတွေ့အကြုံကိုရစေချင်တာဖြစ်တဲ့အတွက်ကျွန်တော်အများနဲ့လုပ်ပေးနေကြပါတော့ပုံစံတစ်ခုရှိတယ်အဲ့ဒါကတော့ကျွန်တော်ဒီပေါ့နော်ကျွန်တော်ဒီညစညာတိုင်းပေါ့နော်ဒီညစညာတိုင်း9နိုင်မှာတင်နေပေးနေတဲ့မေခွန်းဖုန်းGoogle ဖုန်းတစ်စုံရဲ့ကျွန်တော်တို့ဒီအောက်မှာ10နိုင်မှာတင်နေပေးနေတဲ့ညစညာတိုင်းပေါ့နော်နှစ်ခုလုံးညစညာတိုင်းမှာတင်နေပေးနေတဲ့ဒီ10နိုင်တို့ Google ဖုန်းတစ်စုံရေဆိုပြီးတော့မေခွန်းနှစ်စုံတင်ပေးပါတယ်ဗျကျွန်တော်မေခွန်းနှစ်စုံอ่ะဆိုလို့ရှိရင်ကျွန်တော်ဒီနေ့อ่ะပေါ့เนาะဒီဇင်ဘာ21ရက်နေ့ရောက်နေပြီအခုဒီမေခွန်းနှစ်စုံတင်နေပေးလာတာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဇင်ဘာ1ရက်နေ့ရစပြီးတော့အခု21ရက်နေ့ထိပေါ့เนาะကျွန်တော်တနေ့တော့နေ့တိုင်းရဲ့အဆက်မပြတ်ကျွန်တော်တင်နေပေးနေခဲ့တယ်ကျွန်တော်မေခွန်းဒီအစုံလေးတစ်စုံမှာဆိုလို့ရှိရင်တော့ဒီဘလိုလူတွေအတွက်ဖြည့်တင်တယ်ပေါ့เนาะဘလိုလူတွေတက်ဖြည့်တင်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘယ်လိုကောင်းလဲဆိုတော့အလုတ်တစ်ဖက်နဲ့လူတွေအလုတ်တစ်ဖက်လည်းဖြစ်တယ်ပြီးရင်ညရောက်ရင်လည်းစာကြည့်ရတယ်မေးခွန်းလည်းဖြည့်ခြင်းတယ်ဟုတ်ပြီနော်စာလည်းလောက်ရတယ်မေးခွန်းလည်းဖြည့်ခြင်းတယ်ဆိုတဲ့လူတွေအတွက်ကျွန်တော်အနေနဲ့ဒီကျွန်တော်တို့အခုကျွန်တော် channel ကနေပြီးတော့တင်နေပေးနေတဲ့9နိုင်နဲ့ဒီ10နိုင်မေးခွန်းနှစ်ခုလေးကိုဖြည့်သင့်ပါတယ်ဗျဘာလို့လဲဆိုတော့ဒီအပုတ်လေးတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ဘယ်လိုကောင်းလဲဆိုတော့မေကွန်းကတိတ်မများဘူးဗျာ10ပုတ်ဒါဆိုရင်ရှင်းပြ10ပုတ်ဒီဟာဆိုလို့ရှိရင်လည်းဒါ9ပုတ်ပေါ့နော်ဒီမှာရေးပေးထားတယ်ကျွန်တော်အဲ့လိုမျိုး EQ တီးတန်လေးတွေဘယ်လိုကောင်းမလဲ Google Form ပေါ့နော်မေကွန်းအစုံတူလေးတွေကိုကျွန်တော်တို့အနေနဲ့ထည့်သွင်းပေးထားတာဖြစ်တဲ့အတွက် brother တို့အနေနဲ့အချိန်လဲအရင်မကြခြင်းဘူးမေကွန်းဖြေရလဲအရင်ပုတ်တွေအများကြီးလဲမစင်စားခြင်းဘူးဆိုတဲ့လူတွေအတွက်သင့်တော်ပါတယ်ဗျကဲရဆိုရှင်ကျွန်တော်တို့အလုံးနဲ့လူတွေအတွက်ပေါ့နော်ပို့ပြီးအဆင်ပြေအောင်ကျွန်တော်တို့ဒီ9စင်ညာတိုင်းပေါ့နော်ဒီအလုတ်ပြန်နဲ့နားတဲ့အချိန်9နာရီဒါမှမဟုတ်10နာရီမှာကျွန်တော်နှစ်စုံတင်ပေးပါတယ်ဒီနှစ်စုံကိုလည်းနောက်နေ့ပေါ့နော်နောက်ည9နာရီမတိုင်ခင်ထိကျွန်တော်တို့အနေနဲ့ထားပေးထားသေးတာမဟုတ် brother တို့အနေနဲ့အားသလိုကြုံသလိုဝင်ဖြေလို့ရပါတယ်ဗျကဲအဲ့ဆိုရှင်ဒီဖုန်းတွေရောဒီ channel မှာဆိုတာဝင်ကြီးက
ပေးရလားဆိုမပေးရဘူး brother တို့เนาะဝင်ကြီးကလုံးဝမပေးရဘူးကျွန်တော်အခမဲ့အကုန်လုံးကူညီပေးတာဖြစ်ပါတယ်ဒါကျွန်တော်ကိုယ်တိုင်ကလည်းပညာဒါနနဲ့ကျွန်တော်ကူညီပေးတာဖြစ်ပါတယ်ဗျခေတ်ဆိုရှင်နောက်ထပ်အပိုထက်ဆောင်လေးအနေနဲ့ကျွန်တော်တို့ဘက်ကဘာလုပ်ပေးလဲဆိုလို့ရှိရင်ကျွန်တော်အခုလိုမျိုးဒီလိုမျိုးပေါ့เนาะကျွန်တော်တို့ဒီ minute ဒီဗီဒီယိုအတူထွာလေးတွေပေါ့เนาะအဲ့လိုမျိုးကျွန်တော်တို့ဒီကျောင်းသားတော်များများကြောက်ကြတယ်ပေါ့နော်မြင်းသားတရားပေါ့မြင်းသားတရားနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးတွေကျွန်တော်တို့ဗီဒီယိုလေးအတူထွားလေးနဲ့ရှင်းပြပေးတဲ့အပြင်ကျွန်တော်တို့ဒီစနစ်သစ်မှာပါလာတဲ့မေးခွန်းပုံစံအသစ်ပေါ့နော်အခုလိုမျိုးဒါဒီပုတ်လိုမျိုးပေါ့နော်ဒီမေးခွန်းလေးမီနင်းကွက်လက်ဖောက်လေးတွေကိုကျွန်တော်ကွက်လက်လေးဖောက်ပြီးတော့တခုချင်းစီတင်ပြီးတော့မေးခိုင်းတဲ့အခါလေးရှိပါသေးတယ်ဗျဒီကောင်လေးကြတော့ဗောနော်ကျွန်တော်ဘယ်လိုမေးလဲဆိုလို့ရှိရင်ဒီမှာဒီလိုမျိုးလေးတွေမေးတယ်အဲကြောင့်ရှင်တော့ GT အောက်က comment လေးဒီမှာကျွန်တော်လာမှတ်ပြီးတော့ဖြည့်ပေးရပါတယ်ဗျအဲ့ဆိုရှင်ကျွန်တော်တို့နောက်တစ်ခုပေါ့နော်နောက်တစ်ခုကျွန်တော်တို့ channel လေးတွေကဘာလုပ်ပေးလဲဆိုလို့ရှိရင်ဒါကတော့ဒီចောင်းသားတွေတို့များများကြိုက်ကြတဲ့အရာလေးတစ်ခုပေါ့နော်ဘာလဲဆိုတော့ကျွန်တော်တို့ channel ထဲမှာဝင်ထားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီလစဉ်လာတိုင်းပေါ့နော်ကျွန်တော်တပတ်တစ်ခါကျွန်တော်ဆောင်းဝဲဖုန်းလေးစစ်ပါတယ်ဗျကျွန်တော်တို့ចောင်းသားတွေကိုကျွန်တော်တို့ထဲဝင်တဲ့ညီကိုတွေအားလုံးအတွက်ကျွန်တော်တို့ဒီပေါ့နော်ဖုန်းလေးပေါ့နော် Google phone လေးအကြီးစား Google phone လေးလုပ်ပေးတယ်အဲ့အကြီးစား Google phone လေးမှာကျွန်တော် somewhere မှာဖြည့်ဆိုရတဲ့အတိုင်းကျွန်တော်တို့ iki duki ပါမယ်ပြီးလို့ရှိရင် color blind မှာပါသေးရဗျအဲ့အတွက်ကြောင့် brother တို့အနေနဲ့တပတ်ခါလဲကိုအရေးချင်းကိုစစ်ချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော် channel လေးဝင် join လို့ရပါတယ်ခင်ဗျပြီးတော့လေကျွန်တော်အခုလိုမျိုးပေါ့နော်ဒီအမှတ်စင်းလေးထုတ်ပေးသေးတာမဟုတ်ဘာသာတို့အနေနဲ့အမှတ်စင်းလေးကြည့်ရမယ်အမေကုန်းလေးဖြည့်ရမယ်ပေါ့နော်အဲ့လိုမျိုးလေးတော့လုပ်ပေးတယ်ပြီးရင်ညတိုင်းနဲ့ညတစ်ခါတိုင်းအခုလိုမျိုးညတိုင်းပေါ့နော်နှစ်စုံစီတင်းနေပေးထားပါသေးတယ်ဗျခေတ်ဆိုရှင်တော်တော်များများလေးကတော့လုံလောက်ပြီလို့တော့ယူဆတယ်ကျွန်တော်တို့ဘက်ကတော့ဒါအတက်နိုင်ဆုံးအများကြီးတော့ပေးဆက်ပေးမှာပေါ့နော်ကဲဆိုရင်ကျွန်တော်ဒီ channel လေးကိုဘယ်လိုဝင်ကြမလဲโอเคအဲ့ဆိုရင်ကျွန်တော်ဒီအပေါ်မှာရေးပေးထားတယ်အဲ့ပေါ်ကဒီပေါ့နော်ဒီစာတန်းလေးပေါ့နော် hash နောက်ကဒီစာတန်းလေးကိုကျွန်တော်ရဲ့ဒီ Telegram search bar မှာပေါ့နော်ရှာပြီးတော့ brother တို့ကတဆင့်အဲ့ကနေပြီးတော့ကိုလီယန်ရှိတီကိုလီယန်ဆိုတဲ့နာမည်လေးနဲ့ပေါ့ကျွန်တော်ပေးနေအဲ့လိုမျိုးပုံလေးနဲ့ပေါ့နော်ခွေးပုံလေးနဲ့ပေါ့နော်အဲ့လိုပုံလေးနဲ့တယောက်ကိုပေါ့နော်ကျွန်တော်တို့ဒီကိုရီးယားလို့ပို့ပြီးတော့ကျွန်တော် channel လေးကဝင်လို့ရတယ်လို့ကျွန်တော်တို့ရဲ့ဒီပေါ့နော်ဘယ်လိုကောင်းလဲစကန်ဖြစ်တဲ့ကျွန်တော်ရဲ့ channel ပေါ့နော် channel ရဲ့စကန်ဖြစ်တဲ့ဒီဟာလေးကိုအခုလက်ရှိ video လေးမှာစကန်လေး screenshot လေးရိုက်ပြီးတော့ကျွန်တော်စကန်ဖတ်ပြီးဝင်လာလို့လည်းရပါသေးတယ်ခင်ဗျခဲရဆိုရှင်အကုန်လုံးတော့တော်တော်လေးအဆင်ပြေလောက်ပြီးလို့တော့ကျွန်တော်ယုံကြည်တယ် brother တို့လည်းမသိတာရှိရင်မေးချင်တာရှိရင်အောက်ကမှန်ကျွန်တော်မေးသွားလို့ရတယ်ကျွန်တော် channel လေးတွေကိုဝင်လာလို့လည်းရပါတယ်ဗျခဲအဲ့ဆိုရှင်ဒီလောက်ပါပဲခင်ဗျကျွန်တော်တို့ဒီနောက်ပိုင်းကြာလို့ရှိရင်အပိုတစ်ခုထပ်ပြောစားရှိရဲကျွန်တော်နောက်ပိုင်းနေကြာလို့ရှိရင်ဆောင်းမွဲအတန်ကြားလာတာနဲ့အမြကျွန်တော် group ကလည်းလုံးဝ run ပေးမဲ့အစီအစဉ်လေးလည်းရှိတယ်ပြီးတော့ဆောင်းမွဲမှာအမှတ်ပြည့်ရစေဖို့အတွက် brother တို့ကို train မိမဲ့ပေါ့နော် trainer တွေလည်းကျွန်တော်တို့မှာအလုံးလောက်ရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့စီကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဗျာကြရဆိုရှင်ဗီဒီယိုလေးကဒီလောက်ပါပဲဗျအားလုံးကိုနောက်ဗီဒီယိုမှာပြန်တွေ့မယ်တတာ